Los Angeles မြို့ရဲ့လူစည်းကားလာတဲ့လမ်းမထက်မှာဘိုးဆိုရဲ့လူငယ်လေးဟာလမ်းဘေးမျက်လှည့်ပြရင်းဘဝကိုယုံကန်နေရပါတယ်။သူ့ရဲ့မျက်လှည့်တွေကကခြားသူတွေထက်ထူးခြားဆန်းပြောင်းလွန်းတာကြောင့်ကြည့်ရှုသူတွေကိုအမြင်အံ့အားသင့်စေပါတယ်။ဒါပေမဲ့ဒီမျက်လှည့်တွေရဲ့နောက်ွယ်မှာဘိုးတယောက်တည်းတာတည်တဲ့နာကျင်စရာလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ဘိုးဟာငယ်စဉ်ကတည်းကမိဘမဲ့ဖိထရပြီးသူ့ရဲ့တဦးတည်းသောညီမလေးတီနာကိုကျွေးမွေးစောင့်ရှောက်ဖို့တာဝန်ယူထားရသူပါ။သူဟာသိပ္ပံပညာမှာထူးချွန်တဲ့ပါရမီရှင်တူချစ်ပြီးအထက်တန်းကျောင်းသားဘဝကလေးကသူ့ရဲ့လက်မောင်းထဲမှာလျှက်စစ်တန်လိုက်စစ်ကွင်းထိုးဖေးတဲ့ကရိယာတစ်ခုကိုခွဲစိတ်ထဲ့သွင်းတီထွင်ထားခဲ့ပါတယ်။ဒီစက်ကြောင့်ပဲသူဟာတတုပစ္စည်းတွေကိုလေထဲမှာပြန်တက်အောင်လိုသလိုရွေလျားအောင်လုပ်နိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ညီမလေးကိုအုပ်ထိန်ဖို့အတွက်သူရရှိထားတဲ့တက္ကသိုလ်ပညာစုကိုဆွတ်လွတ်ခဲ့ရပြီးလမ်းဘေးမှာမျက်လွယ်ပြတဲ့အပြင်အန်ဂျယ်လိုဆိုတဲ့လူမိုက်ဂုံချုပ်စီမှာမူရစ်စေးရောင်းချပေးတဲ့အလုပ်ကိုလည်းငွေလွယ်လူလုပ်ကင်နေရပါတယ်။ဘိုးရဲ့ဘဝတွေကိုဟော်လီဆိုတဲ့မိန်းကလေးတယောက်ရောက်လာချိန်မှာတော့သူဟာဒီမှောင်ကိုလောကကနေထွက်ခွာပြီးအေးချမ်းချမ်းနေထိုင်ခြင်းစိတ်ပေါ်လာပါတယ်။ဒါပေမဲ့အရာအားလုံးကသူ့ထင်သလိုမလွယ်ကူခဲ့ပါဘူး။အန်ဂျယ်လိုဟာရာဇဝတ်မှုတွေမှာဘိုးကိုပိုမိုနှဆိုင်စွာပါဝင်ခိုင်းလာပါတယ်။ပြိုင်ဘက်လူမိုက်မော်ရစ်ရဲ့လက်ကိုဓာတ်ညက်ခုတ်ခိုင်းတဲ့အထိအကြမ်းဖက်မှုတွေကြုံလာကြတဲ့အခါဘိုးဟာဒီအလုပ်ကိုရပ်တန့်ဖို့ကြိုးစားပါတယ်။ဒါကိုသိသွားတဲ့အန်ဂျယ်လိုကဘိုးကိုဒေါ်လာ45,000ပြန်ပေးဖို့ချိန်ချောက်ပြီးနောက်ဆုံးမှာတော့ဘိုးရဲ့အသက်ချစ်ရတဲ့ညီမလေးတီနာကိုပါပြန်ပေးဆွဲတော့ပါတော့တယ်။တူးတဲ့သောမိသားစုဝင်ကိုကေတင်ဖို့အတွက်ဘိုးမှာရွေးချယ်စရာမရှိတော့ပါဘူး။သူဟာသူ့ရဲ့လက်မောင်းကတန်လိုက်ဆက်ကိုအန်ဒီရဲ့ရှိလောက်အောင်အဆင့်မြင့်တင်လိုက်ပြီးအန်ဂျယ်လိုရဲ့အိမ်ကိုတယောက်တည်းသွားရောက်ရင်ဆိုင်ပါတော့တယ်။အန်ဂျယ်လိုရဲ့ကပည့်တွေကတနက်တွေနဲ့တန်းတုပ်တွေနဲ့တိုက်ခိုက်ပေမဲ့ဘိုးကတော့သူ့ရဲ့တန်လိုက်စွမ်းအားကိုတုံပြီးကြီးစန်းတွေကိုလေထဲမှာတင်ဖမ်းထားလိုက်ကရန်သူအားလုံးကိုအံ့ဩတုန်လှုပ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့အန်ဂျယ်လိုကိုအနိုင်ယူပြီးညီမလေးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရတဲ့အပြီးမှာတော့ဘိုးဒီနာနဲ့ဟော်လီတို့၃ယောက်ဟာအတိတ်ကနာကျင်မှုတွေကိုခြံထားရစ်ခဲ့ပြီးဆန်ဒီယေဂိုမြို့မှာဘဝတစ်တစ်ခုကိုအတူတူစတင်လိုက်ကြပါတော့တယ်။ဘိုးဟာလမ်းဘေးမျက်လက်ဆရာလေးအဖြစ်ဆက်လက်ရပ်တည်နေပေမဲ့သူ့ရဲ့မျက်လက်တွေကတော့အရင်ကထက်ပိုမိုဆန်းပြားပြီးအတိပဲရှိနေတော့ပါတယ်